င်္ဂလာပါခင်ဗျဒီနေ့ကကျွန်တော်တို့ကမ္ဘာ့ဖလားနောက်ဆုံးနေ့ပေါ့နော်ကျွန်တော်စပိန်နဲ့အာဂျင်တီးနားနဲ့အခုတိုက်ရိုက်လွှင့်တယ်အခုကန်နေပြီဒီမှာကျွန်တော်တို့စပိန်နိုင်လို့ရှင်အခုမှပြီးသွားတဲ့တရားအစ်စ်မဟာစမူစာခွာတရားအစ်စ်မှာရွက်ပလင်းအရွက်ပလင်းခါးကြားချိတ်ပြီးတော့ကျွန်တော်ဖင်လာခံမယ်စပိန်နိုင်အာဂျင်တီးနားနိုင်လို့ရှင်စပိန်ကိုအားပေးနေတဲ့ကြားမိန်းမ Facebook တော့ပေါ့အိမ်နာလာရောက်လာပြီးတော့ဖင်လာချမှာနော်ကျွန်တော်ပြောပြရရင်နော်စပိန်နိုင်ရင်ဖင်ကုန်းခံလိုက်မယ်လို့ဒီလိုတရားပေါ်မှာစပိန်မင်းလို့ရှုံးမှာပဲနော်စပိန်အာဂျင်တီးနားနိုင်ဟိုနိုင်စီရမယ်အာဂျင်တီးနား